ကမ္ဘာဖလားဘောလုံးပွဲတွေမှာတော့မြင်မှုမှာမဟုတ်တဲ့ကန်လိုက်တဲ့ဘောလုံးကမီးတောက်တွေထွက်ပြီးငကားတစ်ကောင်လိုပြန်တန်းသွားမယ်ထူးခြားဆန်းပြားဘောလုံးပွဲမျိုးကိုကြည့်ဘူးကြလားတစ်ချိန်ကနာမည်ကြီးတိုင်းပညာရှင်ညီကိုတစုကသူတို့ရဲ့ကွန်ဖူတိုင်းပညာတွေကိုအသုံးချပြီးဘောလုံးကွင်းထဲမှာမုံတိုင်းဆင်ကြမယ်အလန်းစားဇာတ်ကားကြီးကိုပြောပြပေးသွားမှာပါအစင်းရဲဆုံးဘဝကနေကမ္ဘာချန်ပီယံဖြစ်လာဖို့ကြိုးစားကြတဲ့စတီဗင်ချောင်နဲ့သူရဲကောင်းတို့ရဲ့ရှောင်းလင်ဆော့ကာ2001အကြောင်းကိုလက်မလွတ်တမ်းအဆုံးထိကြည့်လိုက်ကြအောင်ဗျာကျွန်တော်ကတော့အစီအစဉ်တစ်ဆက်သူပြီးခဲ့ပဲဖြစ်ပါတယ်ဖန်ကတော့ဟန်ဆိုတဲ့အသင်းဘောကိုအနိုင်ကျင့်လေးရှိပြီးသူတယောက်တည်းကသာရွှေချောက်ပိုင်ရှင်ဖြစ်ကြောင်းကြွေးကြော်ပါတယ်ဘိုင်းမှာလည်းရွှေချောက်ဆိုတဲ့စာတန်တက်တူးရှိပြီးဘောကဖနက်ကိုကြိုးချီရမှာလည်းဟန်ကိုခေါင်းကိုခိုင်းကသူ့ခေါင်းပေါ်ဖနက်တင်ပြီးကြိုးချီခိုင်းခဲ့ပါတယ်ပွဲကစားတဲ့အခါမှာပရိသတ်တွေကလည်းဖန်ကိုရွှေချောက်ဆိုပြီးတခဲနဲ့အားပေးခဲ့ကြပါတယ်ဒါပေမဲ့ပွဲရဲ့အဆုံးဖြတ်ပိုင်းတီမှာဖန်ကလွဲချော့သွားခဲ့ပြီးပရိသတ်တွေကဖန်ရဲ့ခြေထောက်အပါဝင်တကိုယ်လုံးကိုကွင်းထဲမှာဆင်းရိုက်ခဲ့ကြပါတယ်တသင်းနဲ့ဖြစ်ပေမဲ့သူ့ကိုအနိုင်ကျင့်ခဲ့တဲ့သူခံနေရတာဆိုတော့ဟန်ကဒီမြင်ကွင်းကိုအကျဉ်းနဲ့ကြီးကျဉ်းနဲ့နေရင်ရှောင်ထွက်သွားခဲ့ပါတယ်ကြီးလာတော့ဟန်ကဘောလုံးသင်းပိုင်ရှင်ဖြစ်နေပြီးဘောလုံးသမားဘဝကပရိသတ်တွေရှိုက်လို့ခြေထောက်တန်ရန်ရသွားခဲ့တဲ့ဖန်ကထောနဲ့ဖြစ်သွားခဲ့ကအခုတော့ဟန်ရဲ့တဆေဘောလုံးအသင်းမှာနီးပြလှုပ်ချင်လို့လာပြောတာပါသူအနိုင်ကျင့်ခဲ့တဲ့အတိုင်းဟန်ရဲ့ဖနက်ကြိုးချီကိုခေါင်းငုပ်ပေးလိုက်ရပြီးသူ့ခေါင်းမော့ကိုဟန်ကဖနက်တင်ကကြိုးချီလိုက်ပါတယ်20လုံးအသင်းမှာခိုင်းစားလာခဲ့ပေမဲ့ဖန်ကိုတော့နီးပြခတ်မှုစိတ်ကူးမရှိပါဘူးဒါအပြင်မင်းခြေထောက်ချိုးဖို့အတွက်ငါကလူငားခဲ့တာကွာဆိုပြီးတော့ဟန်ကဂုံယူစွာပြောလိုက်ပြန်ပါတယ်စိတ်ညစ်ညစ်နဲ့ဘီယာတောက်ပြီးလမ်းမှာမိုးနေတော့ဖန်ကLED ဘုံမှာပြနေတဲ့ဘောလုံးပွဲကသူတွေဟာစကေးမကောင်းမှုလို့ဝေဖန်နေတဲ့ကွန်ဖူးသမားတစ်ယောက်ကိုတွေ့ခဲ့ပါတယ်အဲ့လူကိုကြည့်လိုက်တော့ပုံစံကလည်းခက်ဆုပ်ဆုပ်အဆိုပါလူဟာကွန်ဖူးကိုတခစ်ဆန်းအောင်ပြန်လုပ်ချင်နေပြီးသူ့တန်ဖိုးကိုကန်ထက်လိုက်တာမမြင်နိုင်တဲ့အကွာဝေးထိလွှင့်ထွက်သွားခဲ့တာပါလောလောဆယ်တော့သူလည်းတန်ဖိုးကွန်တွေလိုက်ကောက်ပြီးပတ်စံရှာတဲ့အလုပ်ကိုလုပ်နေရပါတယ်ဘောလုံးကဖနက်တွေရောင်းတဲ့ဆိုင်ရောက်တော့အပြင်ဘက်ကငေးကြည့်နေပြီးသူ့ဖနက်ကစုပ်လုံးလို့ပေါက်တောင်ပြေးနေခဲ့ပါပြီလုံခြုံရေးကသူတို့လိုလူမျိုးကိုဆိုင်နားမှာမရှိစေချင်တာကြောင့်ဝေးဝေးနေဆိုပြီးတော့မောင်းထုတ်လိုက်ပါတယ်လမ်းမှာရေခဲတက်တာဟောင်းတွေရောင်းတဲ့နေရာမှာလူတစ်ယောက်ကရေခဲတက်တာတစ်လုံးကိုမနိုင်တနိုင်မပြီးပြုတ်ကျသွားခဲ့တာကြောင့်ကူညီပြီးမပြီးဖို့ပြောပါတယ်ကွန်ဖူးလူကခြေနဲ့တစ်ချက်ပဲရေခဲတက်တာကိုကန်လိုက်တာရေခဲတက်တာအပေါ်ဆုံးတန်းထိကိုရောက်သွားခဲ့ပါတယ်တန်ဖိုးတွေရောင်းပြီးပြန်လာတော့လမ်းကမုတ်ဆိုင်မှာမေဆိုတဲ့ကောင်မလေးဟာတိုင်းခွက်တွေနဲ့မုတ်ကိုအလုံးလုံးလိုက်အပေါ်ကိုမြောက်လိုက်လုံနေပါတယ်တိုက်ပေါ်ကမုံလန်းမာသူကမုတ်ထဲဖို့ဒံအိုးကြီးကိုပြစ်ချလိုက်ပြီးမေကတော့ကျွမ်းကျင်စာနဲ့ဒံအိုးကိုဖမ်းရင်းသပွဲပေါ်တင်လိုက်ကဒံအိုးထဲမှာတော့မုတ်အတွက်ကြားသိငွေအကျွေစည်းတွေပါလာပါတယ်တိုက်ချီကွန်ဖူးကိုမေကသုံးတာဖြစ်ပြီးအရန်မိုက်တာကြောင့်ဆင်းကတချင်းလက်တန်းဆက်ဆိုပြီးကောင်မလေးကိုဂုံပြူလိုက်ပါသေးတယ်ရောတော့ဖောတော့နဲ့စကားတပြောပြောဆင်းကမင်းကိုဖူးကအရန်ကောင်းတာပဲဘာညာနဲ့ဆိုင်ကမုံတစ်ခုယူဆလိုက်လို့တစ်ခုပြား60နှစ်ခု$ဆိုပြီးအတောင်းခံရပါပြီတန်မူရောင်းရတော့ကရလာတဲ့20ပေးပြီးကျန်တာနောက်နေ့မှပေးလို့ရလားဆိုတော့မရဘူးလို့ပြောပါတယ်ဒါနဲ့သူ့ရဲ့ဖက်နှက်အစုပ်လေးကိုထားခဲ့မယ်နောက်တစ်ခုထပ်စားလို့ရလားဆိုပြီးမုတ်ကိုသွားနိုင်တဲ့အခါရဲခေါ်လိုက်မယ်ဆိုတာကြောင့်မုတ်ကိုပြန်ချထားလိုက်ရပါတယ်စင်းကမေရဲ့ကွန်ဖူးကအရန်လာရလို့ပြောလိုက်ပြီးတော့မျက်နှာတဝက်လောက်ဝက်ချက်နေပေါက်နေလို့ရှက်ပြီးတော့သပင်တွေရှေ့ချထားရတဲ့မေကတော့မရွေးပါနဲ့ရှင်တချင်းဆိုချင်ရင်တော်လေးကိုသွားဆိုပါအယူတွေပဲဒီမှာဆိုတာလို့ပြောလိုက်ရပါတယ်ဆန်ရှင်ရောက်လာတော့ဆင်းကခက်တီတီနဲ့ဒီမုတ်တစ်ခုစားသွားမယ်နော်ဆိုကပတ်ဆက်မပေးပဲတချို့လဲလစ်ပြေးသွားပါတော့လေဆန်ရှင်ကမေကိုမေးတော့ပတ်ဆက်ပေးသွားရလို့ဖြေလိုက်ပြီးဆင်းရဲ့ဖနှက်ဆုပ်ကကြံခဲ့လို့ဆန်ရှင်ကလွှတ်ပစ်ခိုင်းလိုက်ပါတယ်အဲ့ဒီနောက်ဖေးဆိုတဲ့အကိုလိုခင်ရတဲ့သူစီကိုရောက်သွားပါတယ်ဖေးကတန်မဏိကောင်ဖြစ်ပြီးမိသားစုထောက်ပံ့မှုဘာမှမန်နေဂျာလုပ်နေရပေမဲ့တန်မဏိကောင်ကျင့်စဉ်ကိုတော့တနေ့မှအကျင့်မပြတ်ခဲ့ဘူးလို့ဆိုပါတယ်ဘာမှဖြော်ပြေဖို့တီဝိုင်းမငားရသေးလို့ဘားဆိုင်ပိုင်ရှင်ကဖေးရဲ့ခေါင်းကိုအရက်ပလင်းနှလုံးနဲ့ရိုက်ခွဲပင်မဲ့လေသွေးတောင်ဘာမှမထွက်တဲ့အထိတန်မဏိကောင်ရဲ့အစွမ်းကကြီးမားပါတယ်အရက်ပလင်းနှလုံးနဲ့ခေါင်းကိုရိုက်တာတော့အေးစစ်စစ်ပါပဲအချိန်မမီတော့တာကြောင့်ရှောင်းလင်ကိုဖူးဝတ်စုံနေနှစ်ယောက်သားဝတ်ပြီးသူတို့ကိုယ်တိုင်တချင်းဆိုပါတော့တယ်ဒါပေမဲ့အတန်သေးအသက်ညောင်နေနေဆိုပြီးလူငယ်တစုကဆင်းရဲခေါင်းကိုအရက်ပလင်းနဲ့ပြစ်ပေါက်ပြီးရမ်းရှာပါတယ်တန်ချတော့ကိုခေါင်းတွေဝိုင်းရိုက်ပြီးတန်မဏိကောင်ကိုခြေတွေဝိုင်းရိုက်လိုက်တာကြောင့်အထိနာကုန်ပါတယ်ဆန်ရှင်စိတ်ဆိုးမှဆိုလို့ဆင်းတို့ကပြန်အောင်မချရဲပဲတတိလစ်သွားခဲ့ပါတယ်ဆန်းကတော့အုံနရံတစ်ခုမှတနေ့ကကွန်ဖူးသမားကန်လိုက်တဲ့တန်မိုးကိုတွေ့သွားတာပါတန်မိုးထဲမှာသူကိုယ်တိုင်ဆင်းရဲလက်ရည်နဲ့ရေးထားတဲ့လိပ်စာကပ်ပေးတာကိုထည့်ထားခဲ့တာကြောင့်သူကန်လိုက်တဲ့တန်မိုးမှန်တေးကြနေခဲ့ပါတယ်ကန်လိုက်တဲ့နေရာကနေဆိုရင်အတော်လေးဝေးတာကြောင့်ဖန်လဲတော်တော်လေးအံ့အားသင့်သွားခဲ့ရပါတယ်အုံနရံနဲ့စိုက်ဝင်နေတဲ့တန်မိုးကိုမနှဲဆွဲထုတ်လိုက်တော့အုံနရံကတကန်းပြိုကျသွားပြီးတစ်ဖက်မှာဘာမှရံပစ်ခဲ့တဲ့အုပ်စုနဲ့ဆင်းကချပါတော့မယ်သူ့ရဲ့တန်ချောင်းနဲ့ဒုတ်တွေကိုကန်ချိုးပြီးတယောက်ကိုတော့မကန်မဲရွယ်ပဲရွှဲတာတော့သူ့ချောင်းရဲ့လှုပ်အားကတစ်ဖက်ကအရွယ်ခံရသူရဲ့ဇပင်တွေလေပြင်းတိုက်တယ်လို့ခက်ပြင်းပြင်းဖြစ်သွားခဲ့ပါတယ်။အဲ့နောက်ဘောလုံးနဲ့ကန်လိုက်ရမှာဘောလုံးထိသွားတဲ့သူကနောက်ဖက်စီအဝေးကြီးလွှင့်ဆင်သွားပါတယ်။နောက်ထပ်ဘောလုံးကန်ချက်ကလူနှစ်ယောက်ကိုမှောက်သွားစေပြီး
နေရန်ကိုဘောလုံးထိသွားတဲ့အခါမှာတော့ဂျိုက်ခွက်အကြီးကြီးဖြစ်ပေါ်သွားခဲ့ပါတယ်ဝါးเจ้าနေထောင်ထားတာကိုဘောလုံးနဲ့ကန်ပြစ်လိုက်တော့အဲ့ဒီတယောက်ကဝါးเจ้าနေမြေပြင်ပေါ်ပြန်ကျလာရမှာကန်ကောင်းလို့မသေးခဲ့တာဖြစ်ပါတယ်နောက်တစ်ယောက်ကတိုင်ခွက်တွေထုတ်နေပြီးမှပတ်စံ30ပါသမျှထုတ်ပေးပြီးသူ့ကိုမချဖို့တောင်းပန်လိုက်ပါတယ်ရလာတဲ့ငွေနဲ့လမ်းဘေးရဆိုင်မှာနှိုအေးတောင်းနေတော့ဖန်ကစင်းရဲ6တောက်ကိုလာကြည့်ကအမိုက်စား6တောက်ပဲမင်းကိုဖူးနဲ့ဘောလုံးကန်ရမှာငါကတစ်ချိန်လုံးကရွှေ6တောက်ပဲနာမည်ကျော်ဘောလုံးသမားအခုတော့နီးပြဖို့ဆိုတော့ကွန်ဖူးနဲ့ဘောလုံးကန်ရမယ်ဆိုတဲ့အကြံကတကယ်ကောင်းပြီးသူလည်းလှုပ်ချင်တာကြောင့်အခုပဲစလုပ်မယ်လို့စင်းကအတင်းတရောပြောလာပါတယ်ဒါပေမဲ့ဖန်ကတော့လေ့ကျင့်မှုပြီးတော့ဘောလုံးကန်မဲ့ဖက်နဲ့လိုတယ်ဆိုတာကြောင့်မုတ်ဆိုင်ကမေစီမှာဖက်နဲ့ပြန်သွားတောင်းပါတယ်ပထမတော့လွတ်ပြစ်လိုက်ပြီလို့မေကပြောခဲ့ပေမဲ့မလွတ်ပြစ်ရလို့ပြက်နေတာတွေကိုချုပ်ပေးထားတယ်ဆိုပြီးဖက်နဲ့ကိုထုတ်ပေးပါတယ်အဲ့ဒီနောက်တန်မဏိကောင်းစီသွားရမှာတော့သူလာပြီဆိုရင်ကြောက်လွန်းလို့ခွက်တင်နဲ့ပြစ်ပေါက်ပစ္စည်းတွေလှဲချပြီးမလာဖို့ပြောပါတယ်တန်မဏိကောင်းကအရင်ကတက်ခဲ့တဲ့ပြဿနာကြောင့်မန်နေဂျာနေရာကနေယာရုချခံထားရပြီးအိမ်သာစေးတောက်တုံမဲရအလုပ်တွေလုပ်နေရတာဖြစ်ပါတယ်ဒါကြောင့်မင်းဘောလုံးကဲ့ရင်တခြားညီကိုတွေစီသွားရှာဆိုပြီးတော့ညင်းလွှတ်လိုက်ပါတယ်နောက်တစ်ယောက်ကတော့လက်ပလာတိုင်းသမားဖြစ်ပြီးသူ့ကိုဂိုးဖမ်းဖို့သွားခေါ်တာပါကျူးကျော်တဲတဲမှာနေတာဖြစ်ပြီးရဲရောက်ချင်းအပေါ်ပိုင်းပလာဖြစ်ကတကားကိုဝုန်းကနေပိတ်လိုက်လို့စင်းတို့လည်းတကားနဲ့ခေါင်းဆောက်မိပြီးနာသွားရပါတယ်အဲ့နောက်ချက်ချင်းပဲတတနာနာဝစ်ဆောင်ကောက်လဲပြီးအလုံးမရှိရ6လရှိပြီဖြစ်ကြောင်းအလုံးရှာပေးပါလို့စင်းကိုပြောနေခဲ့ကဖန်ကိုလည်းအလုံးရှင်တထေးလို့ထင်သွားခဲ့တာပါစူပါကလပ်ဖလာအနိုင်ရမယ်ဆိုရင်ဒေါ်လာ1 သန်းတောင်ရမှာဆိုပြီးဖန်ကပြောပေမဲ့တကားကိုပိတ်ပစ်လိုက်ပါတယ်စင်းတို့လည်းဒုတိယအကြိမ်နှာခေါင်းနာသွားရပြန်ပါတယ်ညင်းလိုက်ပြန်တယ်ပေါ့နံပါတ်3ကိုကတော့တန်ချက်ကတိုင်းသမားဖြစ်ပြီးနောက်တန်းမှာကစားရင်ကွက်တီပါပဲသူကတော့တိတ်တန်းချီအလုံးလုံးနေတာမအားဘူးဆိုပြီးမိုးမြော်တိုက်တစ်ခုကနေရှိုးစပိုးနဲ့ထွက်လာတာပါဒါပေမဲ့လက်တော့ကိုစပိန်နောက်ခုံမှာတင်ရင် client နဲ့ချိန်ထားတယ်ဆိုပြီးကုမ္ပဏီရုံးသမားပုံစံအလုပ်ရှုံနေပါတယ်စင်းတို့ကိုနောက်ကျနေပြီဆိုကအတင်းမောင်းထုတ်နေပါတယ်ကောင်းကင်မှာလေရင်မြတ်နေကွန်ပျူတာတွေကလည်းနေရာတိုင်းမှာ21ရာစုတောင်ရောက်နေပြီအိမ်မက်တွေကြောင်6ချမ်းမမှတ်နေတော့ငါတို့ကဘောလုံးကြောင်ဘာမှသိတာမဟုတ်ဘူးဆိုပြီးတော့ကာကလီတာထုတ်ကသူတို့အနိုင်ရနိုင်ခြေကိုတွတ်တော့3ညရာခိုင်နှုန်းပဲထွက်လာပါတယ်အကျွေးစည်းကိုထုတ်ပြီးအကျွေးစည်းကိုခေါင်းပန်းလှန်နေဆိုရင်တော့ငါတို့ဖြစ်တန်စွမ်းကထောင်ပြီးကြားနေတယ်လို့ပဲအကျွေးစည်းကိုအပေါ်ကိုမြောက်လိုက်ပြီးစင်းကကျွန်တော်ကြည့်မယ်လို့တော့နောက်ကျနေပြီဆိုကတွန်းထိုးရင်းနဲ့အကျွေးစည်းကအောက်ဖက်ကိုပြုတ်ကျသွားပါတယ်စင်းတို့ကတော့လက်လျှော့ကထွက်သွားတော့မှအကျွေးစည်းကိုပြန်ရှာကြည့်လိုက်တော့ကြမ်းများနဲ့ညက်ပြီးထူးထူးဆန်းဆန်းအကျွေးစည်းထောင်နေတာကိုတွေးလိုက်ရပါတယ်နံပါတ်6ညီလေးကိုဖော့တိုင်းသမားစီကိုရောက်သွားပါတယ်သူကတော့ shopping mall မှာဝန်ထမ်းလုပ်နေတာဖြစ်ပြီးကိုအလေးချိန်လည်းများသလိုမုတ်တွေလည်းမရက်တန်းအောင်စားနေရပါဒါကြောင့်ပုံစံကိုမမြင်ချင်းနီးပြကြီးဖန်တော့ပေတလေးတိုင်းလားလို့မှားမေးမိပြီးစင်းကကိုဖော့တိုင်းမှာလို့ဝင်ထောက်ပေးလိုက်ရပါတယ်ကိုဖော့တိုင်းနဲ့တောင်ပန်နေရာမှာကစားမဲ့ဆိုရင် share ပဲလို့စင်းကတော့တွေးပါတယ်ငယ်စဉ်ကတပ်ပုံပြတော့ပိန်ပိန်လေးပဲအခုကအရန်အဝါလွန်နေရကြောင့်ကိုဖော့တိုင်းလည်းကစားနိုင်တော့မှာမဟုတ်ဘူးမကစားတာလည်းကြာနေပြီဆိုပြီးညင်းလွှတ်လိုက်ပါတယ်လူတိုင်းကဝက်ပုတ်လို့ခေါ်ပေမဲ့စင်းတယောက်ကပဲညီလေးလို့ခေါ်ပါတော့တယ်ဆန်ရှင်ကထိတ်ဆုံးမှာတင်ထားတဲ့တစ်ရှူးကိုယူပေးဖို့ခိုင်းလိုက်တာကိုဖော့တိုင်းနဲ့ယူတော့မယ်ထင်ခဲ့ကြပေမဲ့ခုံယူလိုက်တာတစ်ရှူးတွေထပ်ထားတဲ့စင်ကြီးပဲပြိုကျသွားခဲ့ပါတယ်အကိုနှစ်တန်လိုက်6တော့တိုင်းသမားစီကိုရောက်သွားပြီးအနောက်တန်းမှာထားကစားကျင်ပါတယ်လောလောဆယ်တော့စားတောက်ဆိုင်မှာအိုက်ဒိုးပကေးဆန်အိုးတိုက်ပကံစီလုံနေခဲ့ပြီးငငယ်တုန်းကသူများတွေပြောရွှင်အောင်ကစားနေခဲ့ရပြီးငါကတော့ကွန်ဖူးတင်နေခဲ့ရတယ်ကွန်ဖူးတင်ရတာအခုလိုခွက်ဆေးဖို့အတွက်လားငါအဖေကတတိမဖြစ်ခဲ့တော့ဒါတွေကိုလုံနေရတယ်ငါကရုပ်ချောပေမဲ့ထိတ်ပြောင်နေတယ်မင်းတို့လိုရုပ်ဆိုးတွေကြတော့ထိတ်မပြောင်အခုလဲဘောလုံးကတ်မို့လောက်ခေါ်နေရဆိုပြီးစိတ်တို့ကဓမားနဲ့ထောက်ခုံးမှုပြင်တာကြောင့်စင်းနဲ့ဖန်လည်းအမြန်ထွက်ပြေးသွားရပါတယ်တန်မဏိကောင်ကတော့အိမ်သာစီးတာမပြောင်လို့နောက်တစ်ခါဆိုရင်ရှာနေရက်ပြီးပြောင်းအောင်လုပ်ရမယ်ဆိုကဘားဆိုင်ပိုင်ရှင်ကခေါင်းကိုပလင်းနဲ့ရိုက်ခွဲပြင်ပါတယ်ငယ်စဉ်ကကိုဖုန်းညီကိုတွေရဲ့ဓာတ်ပုံလေးကိုထုတ်ကြည့်နေမိပြီးကြံတဲ့ညီကိုတွေကလည်းဓာတ်ပုံကိုထုတ်ကြည့်ကအရင်ချိန်တွေကိုပြန်လည်အမှတ်ရနေမိပါတယ်စင်းဟာတိုက်မြစ်တစ်ခုဂျိုကြားထဲမှာဖြစ်တယ်လို့နေတဲ့အိမ်ရမဲတစ်ယောက်ပါဖန်ကတော့မင်းနေရာမိုက်တယ်ငါတော့အဲ့လိုနေရာမျိုးမရှိဘူးငါလည်းလာနေလို့ရမလားလို့စားလိုက်တဲ့အခါခေါမိုးတက်စီစင်းကတက်သွားခဲ့ပြီးသူ့အညီကိုတွေမလာလို့စိတ်ညစ်နေခဲ့တာပါဖန်ကတော့တခြားသူတွေရှာပြီးကံမယ်ပြောပေမဲ့မထင်မှတ်ထားပဲသူတို့စီကိုကိုဖော့တိုင်းသမားရောက်လာပါတယ်အဲ့ဒီနောက်ညီကိုတော်တွေတယောက်ပြီးတယောက်တက်လာခဲ့ကလေးချင်းမို့သွားကြပါတယ်တဲ့6ယောက်ကဘာမပြောညမပြောဘောလုံးကိုကန်ထလိုက်တာဘောလုံးကပြန်မကျလာတော့လို့အချိန်တော်ကြာစောင့်လိုက်ရပါတယ်သူ့ရဲ့တန်6ယောက်ကအရန်ကိုမအားပြင်းတာကိုဖဲကစားတဲ့သူကကစားမဟုတ်စားတဲ့သူကစားအိတ်တဲ့သူကအိတ်အလုပ်ကိစ္စဖုန်းပြောတဲ့သူကပြောနေတကယ်ကိုဟုတ်နေကြတာတနင်္လာနေ့လောက်ဆောင်ပြီးဘောလုံးပြန်ကျလာတော့အားလုံးဝိုင်းပြီးပြုံကန်ကြပါတယ်ဒါပေမဲ့သူတို့ကန်နေတဲ့နေရာတခြားဘောလုံးရှိနေတဲ့နေရာကတမိုင်လောက်ဝေးနေတဲ့တခြားနေရာမှာပါအဲ့နောက်ဘောလုံးနောက်ကိုကလေးတွေကန်တယ်လို့မျိုးအားလုံးဝိုင်းလိုက်နေကြလို့နီးပြဖန်ကတော့ဘောလုံးကိုအခြေခံပေးတာကန်တာလိန်တာဆွဲပြေးတာတွေကိုတုံညာကနေစပြီးလေ့ကျင့်ပေးပါတယ်တန်ချလောက်ကိုတော့ကန်ချက်ပြင်းလုံးပြီးလေရင်ကိုသွားတိမှဆိုတာကြောင့်တက်တက်လေ့ကျင့်ပေးရပါတယ်အစားပုတ်ကိုဖော့တိုင်းသမားယူလာတဲ့ကြက်ဥတွေခဏယူပြီးအဲ့ဒီကြက်ဥတွေကိုမကွဲအောင်ကန်နိုင်မှတခြားသူတွေနဲ့အတူကစားရမယ်လို့နီးပြဖန်ကတန်ချထောက်ကိုပြောပါတယ်ပထမကြက်ဥတစ်လုံးကဖနက်ပေါ်မှာနဲ့ကွဲသွားပြီးကိုဖော့တိုင်းသမားက
သူ့ကြက်ဥတွေနှမျောလို့ဆိုကဖက်နှက်ပေါ်ကကွဲသွားတဲ့ကြက်ဥတွေကိုလာစားပါတယ်မယွံမရှာနဲ့သူ့မိုးလို့စားတယ်တခြားသူတွေကလည်းမနှဲဝင်ဆွဲပြီးတားလိုက်ရတာပေါ့နောက်ကြက်ဥတစ်လုံးကပေါင်ကြားမှာကွဲသွားပြီးကိုဖော့တိုင်းသမားကကြက်ဥကိုစားဖို့ချုပ်ထားတဲ့ဂျားကအတင်းပြေးလာနေပါပြီကိုဂျိုးနေတော့မဲ့အချိန်ပါပဲဒါကြောင့်မဟန်တော်မင်းသိတဲ့ဆင်းကကြက်ဥတစ်လုံးကိုတန်ချက်ကတိုင်းသမားရဲ့ပါဇက်ထဲကိုပြစ်ထည့်လိုက်ပြီးသူ့ပါဇက်ထဲကကြက်ဥတွေကိုကိုဖော့တိုင်းသမားကသွားစားပါတယ်သူတို့နှစ်ယောက်နှကန်းချင်းနန်းနေတယ်လို့တော့ဖြစ်သွားတာပေါ့ဝေါ်တဖြည်းဖြည်းနဲ့တော့တန်ချက်ကကြက်ဥတစ်လုံးကိုမကွဲအောင်တော့တော့လာနိုင်ခဲ့ပါတယ်နေရာမှာစပရေးနဲ့ပြစ်မှတ်တစ်ခုနီးပြားဆွဲပေးပြီးတန်ချက်ကပြစ်မှတ်ကိုထိအောင်ကန်ရမှာပါတဖြည်းဖြည်းကံမများလာတဲ့အခါမှာတော့ပြစ်မှတ်အလေတက်ကထိလာတယ်လို့နေရန်ကလည်းချိုက်ဝင်လာပါတယ်နေရန်ရောမြေကြီးပါတုံလာတယ်ဒါကြောင့်လေးကျင်ရင်ဘောလုံးကိုအရှင်းမကန်တက်လာရကနေတဖြည်းဖြည်းတိုးတက်လာတဲ့တခြားသူတွေကလည်းတန်ချက်တယောက်ထဲနဲ့နိုင်လို့ရနေပြီလို့ယူဆနေကြပါတယ်ဒါပေမဲ့နီးပြဖန်ကတော့သူ့အတွေ့အကြုံအရအနိုင်ကိုတစ်သင်းလုံးအားနဲ့ပဲယူလို့ရတယ်လို့ခံယူထားပါတယ်အဲ့နောက်ခြေဆံပွဲတစ်ပွဲကန်ကြပြီးတပိုင်းကိုမိနစ်30နားချိန်မရှိပါဘူးတန်ချက်တို့ကတော့ရှောင်းလင်ကိုဖူးဝစ်စုံနေနေပဲဖြစ်ပြီးဖန်ကဒိုင်လူကြီးလုံးမှာဖြစ်ပါတယ်တစ်ဖက်ကဆေးနဲ့ရန်ဖြစ်ဘူးတဲ့အဖွဲဖြစ်ပြီးဖန်ကနိုင်ငံကြီးသားပြပြတတ်တာတနက်ရှင်းကစားဖို့ပြောနေတော့မှာပဲအသေးကောင်းဆောင်စီကနေတန်ကောက်ကြီးတစ်ခုကဘောင်းမီတဲကနေပြုတ်ကျလာပါတယ်သူကစက်ပြစ်เสียဖြစ်တာကြောင့်တန်ကောင်းဆောင်ထားရင်ကန်ကောင်းနဲ့ဆိုလို့ဆောင်ထားရတာဖြစ်ကြောင်းပြောနေတော့မှာပဲဘောင်းမီနောက်တစ်ဖက်ကနေတူတချောင်းပြုတ်ကျလာပါတယ်တော်တော်ကိုတနက်ရှင်းကစားမဲ့အဖွဲပဲဟိဒီနေ့အတိုင်းပွဲစားတော့ slide တွေထိုးပြီးကြမ်းကြမ်းတမ်းဖြတ်ထုတ်ကြသလိုဘောလုံးပွဲထက်လက်ဝဲပွဲတိုင်းပွဲရောက်နေသလိုဘောလုံးကန်နေတာကိုတော့ဂယုမဆိုင်တော့ပဲတစ်ဖက်အသင်းကအသေးအလဲတိုက်ခိုက်နေကြပါတယ်နီးပြဖန်ကတော့ဒီလိုတိုက်ခိုက်ပွဲဖြစ်မယ်ဆိုတာတိတိကြီးနဲ့စမ်းသက်တဲ့အနေနဲ့ကစားခိုင်းခဲ့တာဖြစ်ကစားပွဲဆိုတာစစ်ပွဲပဲအဲ့ဒီစစ်ပွဲကိုမင်းတိုက်ရမယ်လို့ဆိုပေမဲ့တန်မဏိခေါင်းကဝစ်ထားတဲ့ဘောင်းမီဖြူကိုချွတ်ကအလံဖြူထောင်မာတော့တယ်တစ်ဖက်ကအသင်းကောင်းဆောင်မှန်ကြီးကတော့သူ့အောက်ခံဘောင်းမီကိုချွတ်ပေးပြီးဒါကိုခေါင်းမှာဆောင်းရင်မင်းတို့ကိုအိမ်ပြန်ခိုင်းမယ်ဆိုပြီးမောက်မာပြောပါတယ်တန်မဏိခေါင်းကသူပြောတဲ့အတိုင်းလုပ်လိုက်တော့တစ်ဖက်အသင်းကောင်တွေကလှောင်ရီကြသလိုတန်ချောက်တို့အသင်းကသူတို့အသင်းသူများအောက်ခံဘောင်းမီဆွတ်ပြီးအရှုံးပေးတာမမြင်ချင်တာကြောင့်မျက်စိကိုစုံမိလိုက်ကြပါတယ်ဖန်ကဒီအချိန်တွေကိုစိတ်ပြတ်သွားတဲ့အချိန်မှာပဲတန်ချောက်ကအခုကငါတို့ရဲ့အလှည့်ပဲသူတို့အစွမ်းနေပြန်လာနေပြီငါခံစားလို့ရတယ်လို့ပြောကသူတို့အသင်းသားတွေကလည်းတိုင်းခွက်တွေစတင်ထုတ်လာကြပါတယ်တန်မဏိကောင်ကိုတစ်ဖက်က slide ထိုးလိုက်တဲ့အချိန်တန်မဏိကောင်ကနောက်ကျွန်းတစ်ချက်ထိုးပြီးသူ့ရဲ့ခေါင်းနဲ့တစ်ဖက်လူရဲ့ဘိုက်ကိုဖိပြီးတိုက်ခိုက်လိုက်ပါတယ်အဲ့နောက်ဘောလုံးကိုခေါင်းနဲ့ထိန်းပြီးတန်လိုက်တိုင်းသမားကိုပေးလိုက်ပါတယ်ဘောလုံးကို underground ကားတယ်လို့သကောဝိုင်းမှွေတယ်လို့ပတ်မွေပြီးဆွဲနေတာကြောင့်တစ်ဖက်အသင်းသားတွေကဝင်လူလို့မရဖြစ်နေခဲ့ပါတယ်အဲ့နောက်ကိုဖော့တိုင်းသမားကိုဘောလုံးပေးလိုက်ပြီးသူ့ခန္ဓာကိုယ်အကြီးကြီးနဲ့လေထဲကိုကိုဖော့သွားပြီး bicycle kit နဲ့တန်ချက်ကတိုင်းသမားကိုပေးလိုက်ပါတယ်တန်ချက်ကကောင်ကဝစ်ဆုံကိုဆွဲဖြဲပြီးဘောလုံးကိုဘိုက်မှာကတ်နေအောင်လှုပ်ထားတာပါတခြားသူတွေကခန္ဓာကိုယ်ကိုဝင်ကန်ပေမဲ့တောက်ခံထားနိုင်ပြီးတန်ကောင်းနဲ့ခေါင်းကိုရိုက်တာတော့တန်ကောင်းကကွေးသွားပါတယ်အဲ့နောက်ဘိုက်ကဘောလုံးကိုကန်အားနဲ့လွှင့်ထုတ်လိုက်တာတန်ကောင်းနဲ့ရိုက်သူကနောက်ဖက်ကိုလွှင့်ထွက်သွားပါတယ်လက်ပလာတိုင်းသမားကတော့ Bruce Lee ဆိုင်နဲ့ဖြစ်ပြီးတစ်ဖက်ကဖက်နှက်တွေကိုကန်လိုက်တာတခဏတွင်အကုန်လုံးကိုလိုက်စုလိုက်ပါတယ်ဘောလုံးမှာဖက်နှက်တွေနဲ့ထည့်လုံးပြီးပုတ်လိုက်တာကြောင့်တန်ချောက်ကအကွက်တွေသုံးပြီးအဆိုပါဖက်နှက်လုံးကြီးကိုကန်ထည့်လိုက်ပါတယ်ဖက်နှက်တွေကတစ်ဖက်သင်းအကောင်နေစီလွှင့်ကမှောက်လဲကုန်ပြီးဘောလုံးကတော့အရှိန်ပြင်းပြင်းနဲ့ဂိုးထဲစီဝင်သွားခဲ့ပါတယ်ဒါပေမဲ့ဂိုးတိုင်းကိုထိသွားပြီးဂိုးတိုင်းကအတော်လေးကိုကွေးဝင်သွားပါတယ်တန်ချောက်ကိုသူ့ရဲ့ကွန်ဖိုညီကိုတွေကကိုဖိုးစွမ်းတွေပြန်နှိုးထအောင်ကူညီပေးလို့ကျေးဇူးတင်ပါတယ်ပြောနေပြီးနီးပြဖန်ကလည်းမင်းတို့ကြောင့်ငါတို့ငွေတွေအများကြီးရတော့မယ်ငါကကျေးဇူးတင်ရမှာပါဆိုပြီးဝင်ပြောပါတယ်ရန်ဖြစ်နေတဲ့တစ်ဖက်သင်းကားသူတွေပါအသေးနဲ့ဝင်ပြီးကစားခြင်းနဲ့ပြောလာတာကြောင့်ပြန်ပွဲသွားပြန်ဖို့အတွက်လုံလောက်တဲ့လူပမာဏကတော့ရသွားပါပြီတစေဘောလုံးသင်းပိုင်ရှင်ဟန်ကတော့သူ့သင်းကလူတွေခြေစွမ်းတိုးတက်အောင်ရေအောက်မှာတိတ်ပံပညာရှင်တွေရင်ကုန်သမားတွေနဲ့လေ့ကျင့်နေပြီးရေအောက်ကနေကန်လိုက်တဲ့အစွမ်းကများလွန်းလို့ရေကူးကန်တွေကရေတွေဟာအပြင်ဘက်ကိုဆင်ကုန်ပါတယ်စူပါဖလားကိုလည်းဟန်ကပဲဥက္ကဋ္ဌလောက်ကဆောင်ရွက်တာဖြစ်တာကြောင့်ချီချိုးဖန်ကပြိုင်ပွဲဝင်ပြိုင်ဖို့စရင်လာပေးတယ်ဆိုတာသိတာနဲ့လှောင်ပြောင်မှုအတွက်အမြန်သွားပြန်ပါတယ်သူများကိုဒုက္ခပေးဖို့ဆိုရင်ထိတ်ဆုံးကပဲအဲ့လူတွေအများကြီးရှိတယ်ဘသူလာပြန်ရတယ်ဆိုလို့စရင်လာပေးတာဖြစ်ကြောင်းဖန်ကတော့ပြောပေမဲ့သူကဥက္ကဋ္ဌမို့လို့သူခွင့်ပြုမှရတာလေဆိုပြီးဥစ္စာတနအာနာအားနဲ့ဖိပါတယ်ဒါပေမဲ့အသင်းထဲကလူတွေပုံစံကကြောင်တောင်ဖြစ်နေတာကိုတွေ့ပြီးဘောလုံးသမားပုံစံကလည်းစင်းကလွယ်ရင်တယောက်မှလည်းမတူကြဘူးလောင်ပြောင်ရမယ့်အသင်းမဲ့လို့ကောက်ချက်ချကအသင်းဝင်ကြီးပါပေးပေးမယ်ဆိုပြီးဟန်ကဝင်ပြန်ခိုင်းလိုက်ပါတယ်ခါတိုင်းလိုပဲခေါင်းကိုပေးပြီးဖက်နှက်တင်ကတက်ရှင်းလှုပ်ချင်လာတယ်သူ့အသင်းသားတွေလည်းရှိနေတော့နီးပြကိုတိတ်ခါချကျင်တာကြောင့်အဖက်နှက်တွေညစ်ပတ်နေပြီးဘာလို့ရမှန်းသိရမလားပြောပေမဲ့ဘာမှမသိရဲ့အသင်းသားတွေကဝင်လာပြီးဝင်ကြီးတောင်ငါတို့အတွက်စိုက်ပေးထားတာပဲဖက်နှက်တက်ရှင်းတာလောက်ကတော့ငါတို့လည်းလှုပ်တတ်တယ်နဲ့သူလုံးမယ်ငါလုံးမယ်ဆိုကဖက်နှက်ကအစာအိုးအပြင်ထိပါသွားပါတယ်ညဘက်မုတ်ဆိုင်ပိတ်နေတဲ့မေကိုစင်းကတော့ခေါ်လာပြီးသူလုံကြုံရေးလုပ်နေတဲ့ shopping mall တွေကိုခေါ်လာပါတယ်စင်းကသူဟာမနှက်ဖြန်ပရိုဘောလုံးဝဲကစားရမှာဖြစ်ပြီးမင်းသာဖက်နှက်ကိုမချုပ်ပေးခဲ့ရင်ဒါတွေဖြစ်လာမှာမဟုတ်တဲ့အကြောင်းမင်းကငါရဲ့ကျေးဇူးရှင်ဖြစ်ကြောင်းပတ်စံတွေရလာရင်ကြိုက်တာဝယ်ပေးမှာဖြစ်ကြောင်းပြောပါတယ်
မေကတော့မင်းပတ်စံတွေရလာရင်အားကစားဖက်နှက်တရံဝယ်ပေးလေလို့ပြောပါတယ်မျက်နှာပေါ်ကစပင်းတွေကိုဖယ်လိုက်တဲ့မိဖြစ်ကြောင်းနဲ့မင်းဟာအရန်လာတဲ့မိန်းကလေးတစ်ယောက်ပဲလို့ပြောပြီးဖတ်လိုက်ပါတယ်တကယ်တော့ကြမ်းတိုက်ပေးမယ်ဂရီပေးထားလို့ shopping mall ပိတ်ချိန်မှာတော့ကောင်မလေးကိုပါအထဲဝင်ခိုင်းခဲ့တာဖြစ်ပါတယ်အဲ့နောက်ကြမ်းတိုက်နေပြီးကောင်မလေးကိုပြန်လွှတ်လိုက်ရပါတယ်ပွဲစားတဲ့ချိန်ကျရှောင်းလင်ဝတ်စုံတွေကိုပဲဘောလုံးချစီတွေလို့နောက်ဖက်မှာနံပါတ်နဲ့နာမည်ရေးထားတဲ့ယူနီဖောင်းနဲ့ဝတ်လာခဲ့ပါတယ်ဒီပြဖန်ကတော့ကွင်းထဲဝင်သွားရင်သတင်းသမားတွေနဲ့ပြည်သက်တွေကအုပ်လိုက်ကြီးစောင့်နေမယ်လို့ပြောခဲ့ပေမဲ့တကယ်ဝင်သွားတော့တန်ရှင်းလုံနေတဲ့အန်တီကြီး2ယောက်ပဲရှိပါတယ်ဒါကပထမဆုံးနေ့ဖြစ်တာကြောင့်နောက်နေ့ကျရင်ပြည်သက်ကရှိလာလိမ့်မယ်ဖိုင်နယ်တောင်စူးစမ်းကြမယ်လို့အော်ပြောနေတော့တိတ်နေဆိုပြီးတော့တန်ရှင်းအန်တီကြီးကလှမ်းအော်ပါတယ်ဒါကြောင့်ဖိုင်နယ်တက်ရမယ်ကိုလေတံလေးနဲ့ဆက်ပြောနေချိန်အန်တီကြီးကတပြက်စီးနဲ့ပါပြစ်ပေါက်ပါပြီပွဲစားတော့ဘောလုံးတော့မပေးရသေးခင်တန်မဏိကောင်ကကွင်းနဲ့ဆေးလိပ်တောက်နေလို့အဝါကက်ပြခံလိုက်ရပါတယ်စာပေးပေါ်မှာတင်တန်ချတော့ဆင်းကတစ်ချက်တည်းကန်လိုက်တာဂိုးဝင်သွားလို့တစ်ဖက်အသင်းကလူတွေနဲ့ဒိုင်လူကြီးပါထူးဆန်းပြီးကြောက်အပ်သွားပါတယ်ဒါကမြင်းလဲပြတာနေမှာပါလို့တစ်ဖက်အသင်းကထင်ခဲ့ပေမဲ့တန်ချတော့ကတစ်ချက်တန်းကန်ပြီးတော့နောက်ထပ်တကူထောက်ဝင်သွားပြန်ပါပြီနောက်တစ်ခါလူရောဘောလုံးမှာကန်ထည့်ပြီးဂိုးဝင်သွားပါတယ်တန်မဏိကောင်ကလည်းခေါင်းတိုက်ဂိုးသွင်းတာတစ်ဖက်အသင်းကလူတွေလွန့်ထွက်ပြီးဘောလုံးမှာဂိုးဝင်သွားပါတယ်ဂိုး40ဂိုးမရှိနဲ့ရှောင်းလင်အသင်းကနိုင်သွားကြောင်းကိုဂေါ့ဖ်ကွင်းမှာအေးစေးချီပြီးဂေါ့ဖ်ရိုက်နေတဲ့ဟန်ကဖုန်းကနေတဆင့်သတင်းကြားသွားခဲ့ပါတယ်ဒီလိုနဲ့ရက်ကွက်ကွင်းအဆင့်ကနေမျိုးနယ်ကွင်းအဆင့်ကွင်းအထိကိုတက်လာခဲ့ကြပြီးတန်ချက်ကလည်းဘောလုံးကိုဘိုင်းနဲ့ကတ်သွားကဂိုးရဲ့အထိကိုဝင်ပြေးပါတယ်ကြီးတဲ့ပြည်သက်တွေကလည်းတဖြည်းဖြည်းများလာတယ်ဖန်တွေတောက်လာတယ်ပေါ့သတင်းသမားတွေနဲ့ရှောင်းလင်အသင်းဟာအင်တာဗျူးလာရပြီးမိကလည်းသူ့ရဲ့အလှပကိုဂယူးဆိုင်တဲ့မီလို့ထင်ကအလှပြင်ဆိုင်မှာအလှသွားပြင်ခဲ့ပါတယ်ရှောင်းလင်အသင်းကနာမည်ကြီးလာတာကြောင့်ဖနက်စပွန်ဆာတွေပါရလာပြီးရက်ကွက်ထဲအလှပေးတယ်လို့အငန်းမရဝင်ယူကြပါတယ်အေးဆေးယူကြပါလို့ပြောနေတဲ့စပွန်ဆာပေးတဲ့သူကိုလည်းရှုပ်တယ်ဆိုပြီးဖျက်ရိုက်ပစ်ပါတယ်အဲ့နောက်မေရဲ့ဆိုင်မှာမုတ်သွားစားကြတော့မေကအတော်လေးကိုတိတိတတ်တာပြောင်းလဲသွားပြီးပိုလှလာခဲ့ပါပြီပြောထားတဲ့အတိုင်းအားကစားဖက်နှက်တရံကိုမေကိုစင်းကလက်ဆောင်ပေးလိုက်ပြီးအတင်းသားတွေနဲ့လည်းမိတ်ဆက်ပေးလိုက်ပါတယ်အဲ့ချိန်ဆန်ရှင်ဒေါ်အာပြေးရောက်လာပြီးမေကိုတခါမှမိုးရဖူးတဲ့ဝက်စားစင်ရင်ပုံကြောင့်အပြက်မှဘာညာရှောက်ပြောနေပေမဲ့အရေခောက်တွေကလို့ဥတူတူလုံးမနေတော့ပဲသူလည်းသူကြိုက်တာဝက်ခွင့်ရှိရလို့မေကပြန်ပြောလာပါတယ်ဒေါ်အာပြေးကငါ့ကိုပြန်ခံပြောရမလားဆိုပြီးစက်တိုက်ရိုက်ပေမဲ့ရိုက်ချက်တွေကိုမေကလက်နဲ့ပဲရှောင်းလင်အကွက်တွေနဲ့ကာလိုက်ပါတယ်အဲ့နောက်ဒေါ်အာပြေးကိုကင်ပေါက်လိုက်တာကြောင့်ဒေါ်အာပြေးကငိုမမဲ့ဖြစ်သွားပြီးနင်းအမေနဲ့တိုင်မဲဆိုကငိုကြီးချက်မနဲ့ထွက်သွားပါတော့လေမေကအနာကတပ်ပင်အောင်မှာစင်းကိုတသက်ခေါ်ထုတ်ပြီးသဘောကျတယ်ပြောပေမဲ့စင်းကသူ့လဲသဘောကျတယ်ဒါပေမဲ့အချစ်မဟုတ်ဘူးဒါကအချစ်မဟုတ်ဘူးသေးကြတယ်ဒီအတိုင်းတငယ်ချင်းပဲကောင်းပါတယ်လို့တုတ်ပြန်လိုက်ပါတယ်နောက်တစ်နေ့ပွဲမှာတော့ဒီပွဲကိုနိုင်ရင်ဖိုင်နယ်တက်ပါပြီရှောင်းလင်သင်းကလူတွေတိုင်းနဲ့ဘလောက်တာခုံပြန်ကြော်လာပြီးဂိုးကန်သွင်းခဲ့ပေမဲ့ရှောင်းလင်ကိုသမားကအချက်100လောက်ကာဝယ်နိုင်ခဲ့ပြီးတစ်ဖက်ဂိုးတွေကိုအဝေးကြီးလှမ်းပစ်ပြီးဂိုးသွင်းလိုက်ပါတော့တယ်အဲ့ဒီပွဲနိုင်သွားပြီးဖိုင်နယ်တက်သွားကတစ်ဖက်မှာလည်းဟန်ရဲတစီအသင်းကဖိုင်နယ်တက်လာပါတယ်နီးပြောက်ဖန်ကိုခေါ်ပြီးဖိုင်နယ်မှာအရှုံးပေးဖို့ဆိုပြီးငွေပမာဏများတဲ့ချက်လက်မှတ်ကိုဟန်ကခေါ်ပေးပါတယ်ဒါပေမဲ့ဖန်ကမယူပဲညင်းလိုက်ပြီးနောက်တစ်နေ့ပွဲသွားကစားတော့ရှောင်းလင်သင်းကမီနီဘတ်စလင်းနဲ့ထွက်လာပါတယ်ရှောင်းလင်သင်းရဲ့ဖန်တွေကလိုက်နှုတ်ဆက်ခဲ့ကြပြီးလမ်းမှာပွဲကြီးလက်မှတ်တစ်စောင်ကိုမိကိုပေးဖို့မုတ်ဆိုင်မှာရပ်ပါသေးတယ်ဆိုင်မှာရှင်ကတော့အရင်ကဒီဆိုင်ကမုတ်တွေချိုလို့ရောင်းခဲ့ရတာအခုငံလာလို့လူတွေကဝယ်မစားကြတော့ဘူးမေလဲဆိုင်မှာအလုံးမလုံးတော့ဘူးလို့ပြောပါတယ်မေမုတ်ဖုတ်တဲ့ဇပွဲအောက်မှာကြာနေတဲ့မုတ်တစ်ခုကိုအစင်းကရေးဆေးပြီးစားကြည့်တော့တကယ်ပဲငံနေခဲ့ပါတယ်မုတ်ဖုတ်တာကျွမ်းကျင်တဲ့မေကဘာလို့သူဖုတ်တဲ့မုတ်တွေငံနေရတယ်လဲဆိုရင်စင်းကသူ့ကိုညင်းခဲ့တာကိုဝမ်းနေပြီးမုတ်ဖုတ်တိုင်းမျက်ရည်တွေကမုံထဲကိုကြောက်ကုန်လို့ပါကွင်းထဲမှာတော့ကွင်းပြေးပရိသတ်တွေလည်းရှိနေပြီးတစ်စီအသေးမှရှင်နဲ့ဖလားကိုဥဆောင်ပြုလုပ်တဲ့ဟန်ကလည်းပွဲကိုလာကြည့်ခဲ့ပါတယ်ပွဲစားမှာစင်းကအမြန်ဆွဲသွားပြီးအရန်အပြင်းနဲ့ကန်ချက်နဲ့ကန်လိုက်ပေမဲ့တစ်စီအသေးဂိုးသမားဆန်ရှီကလက်တစ်ဖက်ထဲနဲ့ဖမ်းနိုင်ခဲ့ပြီးဒီလိုဂိုးသမားမျိုးတစ်ခါမှမတွေ့ဘူးလို့ရှောင်းလင်အသင်းသားတွေလည်းအံ့ဩသွားပါတယ်ဂိုးသမားကစင်းကိုဘောလုံးမှပြန်ပေးပြီးနောက်တစ်ခေါက်ထက်ကန်ခိုင်းခဲ့ကဆယ်ပြားစီတောင်နဲ့ကန်သွင်းရမှာတော့ဂိုးသမားကဘားတန်းကိုလက်တစ်ဖက်နဲ့ခိုးပြီးနောက်လက်တစ်ဖက်ထဲနဲ့အားတော်ပြင်းနဲ့ကန်သွင်းချက်ကိုဖမ်းပြလိုက်ပါတယ်ပုံစံကလည်းအေးအေးဆေးဆေးပါပဲနောက်တစ်ခါကန်သွင်းချက်ကတော့ပထမ2ကြိမ်ထက်ပိုပြင်းခဲ့ပေမဲ့တစ်စေကိုသမားကဖမ်းလိုက်နိုင်ပြီးဒီတစ်ခါတော့လက်နှစ်ဖက်နဲ့ဖမ်းလိုက်တာပါဒိုင်လွန်ကြီးစီချက်တိုင်ဘောလုံးကော်မတီအဖွဲ့ဝင်တွေအကုန်လုံးကသူ့လူတွေဖြစ်တာကြောင့်သူ့ကိုမရှင်နိုင်အောင်လို့ဟန်ကတော့တွေးပါတယ်ဒါအပြင်တစ်စေအသင်းကသူတွေအစွမ်းထက်နေခြင်းကတားမြစ်ထားတဲ့သဘာဝလွန်ဓာတ်ရုပ်ဆေးတွေကိုထိုးသွင်းပြီးကန်နေလို့သာဖြစ်ပါတယ်တစ်စေကိုသမားကဘောလုံးကိုအားကုန်ပစ်လိုက်တာရှောင်းလင်ကိုသမားဘရုစ်လီကလုံးအနေနဲ့မနှဲကောက်ဝယ်လိုက်ရပါတယ်နောက်ဖက်ကိုကန်အားကြောင့်လဲသွားခဲ့ပေမဲ့ပြန်ထားလာခဲ့ပြီးတစ်စေကိုသမားလိုပဲတစ်ဖက်အသင်းကိုဘောလုံးပေးကထက်ကန်ခိုင်းပါတယ်ဆရာကြီးဆိုင်နေပေါ့နောက်ထပ်ကန်ချက်ကမြေပြင်မှာစွတ်ကြောင်းကြီးတောင်ဖြစ်သွားပြီးကိုသမားဘရုစ်လီကလုံးကတော့ကာဝယ်နိုင်ပေမဲ့ကန်အားကြောင့်လူကဘားတန်းကိုထိတဲ့အထိတောင်ကန်ထွက်သွားခဲ့တာပါအေးဆေးပဲကွာဆိုပြီးပြန်ထားလာကနောက်တစ်ခါထက်ကန်ခိုင်းပေမဲ့ကိုသမားလက်အိတ်ကပေါက်ပြဲနေပြီးလက်ကသွေးတောင်စီးကြနေပါပြီ
နောက်တစ်ချက်ကကန်အားများလို့လက်ကအင်ဂျီစာတွေတောင်ပြဲကုန်ပြီးနောက်ထပ်ကန်ချက်ကတော့ပြန်မထားနိုင်တဲ့ဂိုးသမား Bruce Lee ကလုံးကိုဘောလုံးနဲ့တိတ်ကန်ပစ်လိုက်တာပါဂိုးသမားကလွတ်ထွက်သွားပြီးဂိုးပိုက်လည်းပေါက်သွားသလိုကြော်ညာဘုတ်တွေပျက်စီးသွားသလိုဂိုးမဝင်ခဲ့ပေမဲ့ထောက်ကန်မောတော့ပေးလိုက်ရပါတယ်ဟန်ကတော့မင်းရဲ့ခြေထောက်ကိုငါချိုးခဲ့သလိုမျိုးမင်းရဲ့အသင်းကားသူတွေကိုလည်းချိုးပြစ်မှာတသေးတော့ဒုက္ခိတဖြစ်အောင်လုပ်ပြစ်မယ်လို့စင်မော်ကနေကြွေးကြော်နေပါတယ်Bruce Lee ကလုံးဖြစ်တဲ့ဂိုးသမားလက်ပလာတိုင်းသမားကတော့ထန်းစင်နဲ့ထွက်သွားရပြီးအသင်းသားတွေကအလေးပြုနှုတ်ဆက်ခဲ့ကြပါတယ်။ဒါကြောင့်ဂိုးသမားကနေကမျက်မှန်မှာတက်ပြီးခက်ကော့ကော်ပဲထန်းစင်ဘော်ကနေထွက်သွားခဲ့တာပါ။တော်တော်ကြောတင်တာပဲဟေး။တမ်မနစ်ခေါင်းလိုမျိုးတစ်ဖက်အသင်းမှာမာကျောတဲ့ဦးခေါင်းပိုင်ရှင်ရှိနေပြီးရှောင်းလေသိန်းကသူ့ကိုရှစ်မတိုက်နိုင်ပါဘူး။ရှစ်တိုက်ပြီးခေါင်းမှာหนีသွားသလိုခေါင်းကလည်းအတော်လေးမူးသွားပါတယ်။တစေအသင်းမှာကိုဖော့တိုင်းသမားတယောက်လည်းပါလာပြီးရှောင်းလေသိန်းကကိုဖော့သမားကိုလေထဲကနေကန်ချလိုက်တာကြောင့်အောက်ပြုတ်ကြပြီးမြေကြီးထဲမှာဝင်သွားပါတယ်။စကောဝိုင်းကွက်နဲ့ရှောင်းလင်တိုင်းသမားကိုလည်းတစ်ဖက်တစ်စီအသင်းကစကောဝိုင်း3နိုင်နဲ့ကစားသမား2ယောက်ပေါင်းပြီးခြေကိုနာကျင်အောင်လိန်ချိုးပစ်လိုက်ပါတယ်။ဒီလိုနဲ့ပထမပိုင်းပြီးသွားခဲ့ပြီးတော့တစ်ဖက်အသင်းကတန်6တော့နံပါတ်9နဲ့ရှောင်းလင်အသင်းကတန်6တော့ဆင်းနဲ့6တော့ချင်းပြန်ကန်မလို့ဖြစ်တာကြောင့်နှစ်သင်းလုံးကဝင်ဆွဲရပါတယ်။အဝေလက်ကမ်းမှာတော့ဒဏ်ရာရသူများပြားနေပြီးကိုဖော့တိုင်းသမားဆိုရင်8တောင်ပြုံနေပါပြီ။ဒီပြဖန်ကတော့သူတို့ညစ်ပတ်ပြီးစော့နေတာသူတို့တစ်ခါမှဒီလောက်မကောင်းမှုတာသိကြတယ်။ဒါပေမဲ့ဘလို့ညစ်ပတ်တာလည်းမသိတာလို့ပြောနေခဲ့ပြီးစင်းကလည်းဒီထက်ပိုပြီးပြင်းပြင်းထန်ထန်စောမရမယ်လို့စော်ဩနေခဲ့ပါတယ်။အရန်တယောက်ကလည်းတစေအသင်းကစားပုံကြောက်ပြီးနှုတ်ထွက်သွားပါပြီ။ဖန်ကတော့တားမြင်မဲ့ဘလို့မှတားလို့မရခဲ့ပါဘူး။ဒုတိယပိုင်းပြန်စားတော့ရှောင်းလင်းတိုင်းကလောက်ကကာဝယ်ခဲ့ကြပေမဲ့တစေအသင်းကတစ်ခါပဲကန်ရသေးတယ်အကုန်လွန်းထွက်ကုန်ပြီးပျက်စီးကုန်ပါတယ်။ကိုသမားသေးဖြစ်တန်ချက်ကတိုင်းသမားကဝင်ကစားခဲ့ပြီးသူကြိုက်နေတဲ့ကောင်မလေးကိုကွင်းထဲမှာနေဖုန်းဆက်ပြီး20လုံးမပြောပြခဲ့တဲ့လှုပ်ဝက်ချက်ကိုပြောပြမယ်နော်။မင်းကိုအရန်ချစ်တယ်လို့ပြောကဖုန်းချပစ်လိုက်ပါတယ်။တစေအသင်းရဲ့ကံချက်တွေကိုတားဆီးရမှာကြောင့်နောက်ဆုံးအနေနဲ့ပြောလိုက်တဲ့သဘောမျိုးဖြစ်ပါတယ်။အချက်ပေါင်းများစွာတစေအသင်းကဝိုင်းပြီးကန်ခဲ့ကြပေမဲ့လဲကြတိုင်းပြန်ထားလာတဲ့တန်ချက်ကတိုင်းသမားကတော့နှာခေါင်းသွေးတွေထွက်ဝစ်စုံတွေစုပ်ပြဲနေခဲ့ပါတယ်။ဒါပေမဲ့တစ်ချက်မှတော့ဘောလုံးကိုဘိုက်မှာကပ်ပြီးအမိဖမ်းထားနိုင်ခဲ့ပါတယ်။အဲ့နောက်ဘိုက်ကနေလွှမ်းထုတ်လိုက်ကတစေအသင်းရဲ့2ယောက်ကလွှတ်ထွက်သွားပြီးဘောလုံးကတစ်ဖက်ကိုးစီကိုကောင်တာပြန်ပေါက်သွားပါတယ်။စင်းကသူ့ရဲ့တန်ချောင်းနဲ့ပီလီရိုက်လိုက်ပြီးတစေအသင်းကိုသမားဆန့်ရှေကမျက်လုံးပြင်းမျက်စံပြူးနဲ့ဒိုင်မင်ထိုးဖန်းကဖန်းကန်နီဘောလုံးကဝေးဝိုက်တစ်ဖက်ကိုလမ်းချောင်းပြောင်းသွားပါတယ်။ကြံများရဲ့အစုံဆန်ရှေကဂိုးတိုင်းကိုလက်နဲ့ရိုက်ချလိုက်ပြီးဂိုးတိုင်းကလှုပ်သွားတာကြောင့်ဂိုးမဝင်မဲ့တိုင်ထိထွက်သွားပါတယ်။စင်းရဲ့ခြေထောက်ကိုတစ်ယောက်ကချုပ်ထားပြီး2ယောက်ကဝိုင်းကန်တာကြောင့်ဒူးတစ်ခုလုံးညုံမဲသွားခဲ့ပေမဲ့ဒိုင်ကတော့မင်းမထားလို့နိုင်ရင်ရှုံးမိပဲလို့ပြောသွားပြီးဘာပြစ်ဒဏ်မှမပေးပါဘူး။ဟန်ကအထူးတိုက်ကွက်ကိုသုံးတော့လို့ပြောတာကြောင့်တစေသိန်းရဲ့နံပါတ်6ကဘောလုံးကိုပိတ်ကန်လိုက်ပြီးတန်ချက်ကကိုသမားကဖိုင်းနဲ့ဖမ်းပါသေးတယ်။ဒါပေမဲ့ပြင်းရကြောင့်ဝစ်စုံနဲ့ကိုသမားလက်အိတ်တွေအကုန်ဆုပ်ပြတ်သက်ကုန်ပြီးဂိုးနောက်ဖက်ကကင်မရာမန်တွေရဲ့ကင်မရာမှန်တွေပါကွဲကုန်ပါတယ်။ဒါကြောင့်တန်ချက်ကကိုသမားလည်းဒဏ်ရာရပြီးထန်းစင်နဲ့ထွက်သွားခဲ့ရပါတယ်။နောက်တစ်ယောက်ထပ်မဝင်ဘူးဆိုရင်အလိုလောက်ရှုံးတော့မှဖြစ်ပြီးဝင်စရာအရန်လူကလည်းမကြံတော့ပါဘူး။အဲ့ဒီအချိန်ကတုံးပုံစံနဲ့မေကရောက်လာခဲ့ပြီးသူဝင်ဖမ်းမယ်လို့ဒိုင်ကိုပြောလိုက်ပါတယ်။စင်းကမင်းရဲ့စပင်တွေကမင်းမျက်နှာကိုဖုံးနေတယ်ပြောတာကြောင့်ကတုံးတုံးလိုက်ခြင်းဖြစ်ပါတယ်။စင်းရဲ့စပွန်ဆာရထားတဲ့ဘောကန်ဖနက်တွေကအခုတော့စုပ်ပြတ်တက်နေခဲ့တာကြောင့်မေကသူ့ချုပ်ပြီးအလှဆင်ယူလာခဲ့တဲ့တစ်ချိန်လုံးကဖနက်ဟောင်းလေးကိုထုတ်ပေးလိုက်ပါတယ်။စင်းကဖနက်ကိုလဲဝှက်လိုက်ပြီးမေကလည်းအယမ်းမိုက်တဲ့ခူးပြတဲ့ပုံစံနဲ့ကွင်းထဲကိုဝင်လာပါတယ်။ဒါပေမဲ့ခေါင်းနဲ့ဂိုးတိုင်းနဲ့စောင့်မိသွားတာကြောင့်စင်းနီးပြဖန်တို့ကတော့ဖြစ်ပါမလားဆိုတဲ့အမူအရာမျိုးဖြစ်သွားရတယ်။တစ်ဖက်တစ်စီအသင်းပိုင်ရှင်ကတော့လှောင်ရည်တာပေါ့ဟာဟာဟာပြီးတော့သွားဆောင်တဲ့ဂိုးကသူ့ရဲ့ဂိုးမဟုတ်ပဲတစ်ဖက်ကတစ်စီအသင်းရဲ့ဂိုးဘက်ချမ်းဖြစ်နေခဲ့ပါလေ။ကိုသမားဆန်ရှေကလည်းမင်းရဲ့ဂိုးကဟိုဘက်မှာဆိုပြီးတော့ညွှန်ပြလိုက်ရတယ်။အဲ့နောက်တစ်စီဘက်ကနံပါတ်9ကန်လိုက်တဲ့ဘောလုံးကိုမေကဂိုးစီနာကနေဝေးဝိုက်ကတိုင်းနဲ့ဖမ်းလိုက်ပြီးအားလုံးကလည်းအထင်ကြီးသွားကြပါပြီ။အဲ့နောက်တန်ချောက်ဆင်းကိုဘောလုံးပစ်ပေးလိုက်ပြီးဆင်းကဂိုးထဲကိုကန်သွင်းလိုက်တာ42မောင်းလို့ဘောလုံးကထွက်သွားပြီးတစ်ဖက်ကိုသမားဆန်ရှေဖောင်ပြင်ဖြစ်သွားပါလေ။ဂိုးတိုင်းနေကြော်ညာဘုတ်တွေပါကျွတ်ထွက်ပြီးဂိုးဝင်သွားပါတော့တယ်။မထင်မှတ်ထားတဲ့အခြေအနေကြောင့်ယူကျုံမရဖြစ်ပြီးထောက်អော်တဲ့ဟန်ကတော့ပွဲကြီးစဉ်အပေါ်ဘက်ကနေအောက်ဖက်ထိပြုတ်ကျပြီးနှာခေါင်းသွေးတွေထွက်သွားပါလေ။ပွဲပြီးမှတော့ရှောင်းလင်သင်းကတစေအသင်းကိုတကူကိုမရှိနဲ့နိုင်ခဲ့ပြီးတရုတ်စူပါဖလားကြီးကိုထိုက်ထိုက်တန်တန်အနိုင်ရရှိသွားပါလေ။နောက်တစ်နေ့သတင်းစာမှာတော့ရှောင်းလင်အသင်းဖလားရလာတဲ့သတင်းဟာခေါင်းကြီးပိုင်းမှာပါလာပြီးတိုင်းမဂ္ဂဇင်းမှာတော့စင်းနဲ့မေရဲ့ပုံကိုဖော်ပြပြီးဂုဏ်ပြုခဲ့ပါလေ။ဒီမှာရင်ဇလန်းလေးကပြီးဆုံးထားခဲ့ပြီးကျွန်တော်ကတော့အစီအစဉ်တက်ဆက်သူပြီးခဲ့ပဲဖြစ်ပါတယ်။